မွေးစားဖေတဲ့ဖောက်ပြန်ပြီးမွေးစားမေရဲ့ကျေးဇူးကိုဆက်လိုက်တဲ့ဂျိုသူမခြေနဲ့ချောင်းမကဲကောင်းဆိုတာဒီဗီဒီယိုကသက်သေပါပဲTrino လေမယားဟာဒီချိုသူမလေးကိုစံသက်ခံမှာဖွက်ထားပြီးမွေးခဲ့ကြတယ်။အထက်ကတက်ဖို့အမိတ်ပေးခဲ့ပြီးမဲ့တသမီမထုံးကားတဲ့ Tran ဖို့မတက်ရက်ခဲ့ပဲစံသက်ခံမှာသမီးရင်းချလို့မျိုးပြုစုဆောင်ရှောက်ခဲ့ပါတယ်။ Tran ခင်မွန်းဖြစ်သူနဲ့အထိုက်ခံလုပ်ပြီးတောင်သူမကိုမွေးခဲ့တဲ့မွေးစားမေလို့ပြောလဲမမားပါဘူး။တဖြည်းဖြည်းနဲ့ချိုသူမလေးဟာအရွယ်ရောက်လာခဲ့ပါတယ်။စံသက်ခံကိုလာစစ်စီရဲ့သူကဒီမိန်းကလေးကို Tran တို့ခုံးဝေးခဲ့ရအောင်တည်သွားတယ်။ထိုလူကိုချိုသူမကအသက်အနည်းပြူရန်ကားပြီးတက်ဖို့ခုံးလိုက်တဲ့Tran တို့ဟာထိုလူတိသွားရဲ့အထက်ကတိသွားတော့မှာပဲဆိုပြီးထုတ်ကလေးကိုတက်ဖို့လုပ်ခဲ့ကြပြီးမြမိခင်စိတ်ကြီးမှလို့နေရန်ဟာသမီးရင်းလေးလိုအရွယ်ရောက်တည်ပြိုးထောင်ခဲ့သူမလုပ်ရက်ခဲ့ပါဘူးသူမထာကိုဆက်မလုပ်နိုင်မဲ့ကလေးကိုလူသူနဲ့ဝေးတဲ့အိမ်စီကိုခေါ်သွားပြီးဖွက်ပြီးမွေးခဲ့ပါတယ်ဒီလိုနဲ့ဂျိုသူမဟာအရွယ်ရောက်တဲ့ပြူဖြန်းလေးဖြစ်လာပါတော့တယ်။မွေးစားဖခင်ကသူမအပေါ်စိတ်တွေရိုင်းရပါတယ်။သူမကလည်းမိခင်ကိုဆိုအမြဲရံမှုပြီးဖခင်အပေါ်ဆိုလေးစားလိုက်နာတဲ့အပြုတ်မှုတွေပြလာတယ်။သူမမိခင်ပေါ်ရံမှုတာတွေများတော့ထွန်းဟာရံမှုတိုင်းသူမလှုပ်တတ်တဲ့အရာကိုမလှုပ်တော့အောင်ချုပ်ပြီးခွဲစိတ်ပေးလိုက်တယ်။ဒါကိုဂျိုသူမကသူမမိခင်ကိုလုံးဝမချေနဲ့ပါဘူး။သူဖခင်ပြန်လာတော့တိုင်ပြောပြီးသူကမွေးစားဖခင်နဲ့တော့ဖောက်ပြန်လိုက်ပါသေးတယ်။ထွန်းဟာဒီမြင်ကွင်းကိုမြင်ပြီးညီကိုကိုတော်တော်လေးစိတ်ပြတ်သွားခဲ့တယ်။အသက်ကြီးလာတာနဲ့အများအန္တရာယ်ရှိလာတဲ့တီချိုသူမကိုနောက်ဆုံးသူမကိုယ်တိုင်ပဲတတ်ဖို့လုပ်ခဲ့ပါတယ်။သူမကိုရမှုနေတော့မှပဲညီကိုကတီချိုသူမကိုနောက်ကနေရှော့လိုက်ပြီးသူမိမရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။တီချိုသူမဟာသူမဖခင်ကိုလည်းပြန်ပြီးတော့မချေနဲ့ပဲတက်လိုက်ပါတယ်။ဒါကြောင့်မို့လို့ဒီဇက်ကားကတော့ခြေနဲ့ချောင်းကိုလုံးဝမကဲကောင်းမှုဆိုတာတတ်သေးပါပဲ။ EP ရဲ့ channel လေးကို follow လေးလုပ်ထားပေးပါအောင်။ဇက်ကားကောင်းတွေအများကြီးတင်ဆက်ပေးတော့မှာမို့လို့ပါ။